ဒီချိန်မှာနင်တို့မသွားပါနဲ့နော်ပြီးတော့နောက်တစ်ခွန်အရန်ညုံတဲ့စကားတစ်ခွန်ရှိတယ်အဲ့ဒါဘာလဲဆိုတော့လေနင်တို့ဘာလုံးနေရလဲကိုရှာမကိုစားရတာကိုသမီးကိုရှာစားရတာကိုရှာမကိုစားရမယ်ဆိုရလူဘိန်းအုံနောက်နဲ့ပြောတဲ့လူအများကြီးပကြီးတို့ဒီအမျိုးတွေထဲမှာရောအပေါင်းအသင်းတွေထဲမှာရောဘောရာရောထဲမှာအများကြီးရှိတယ်ကိုရှာမကိုစားရတယ်ဆိုရသူတို့အတွေ့တမိုက်ထွာလောက်လေးနဲ့သူတို့ပြောတဲ့ဟာကိုပကြီးအရန်ယုံပါတယ်အရန်လည်းကန့်ကွက်ပါတယ်အေးကိုရှာမကိုစားဖို့ကလည်းကိုရှာဖို့ကလည်းနိုင်ငံကောင်းဆောင်ကောင်းကောင်းကိုရှာတဲ့ဟိုဘယ်လိုပြောမလဲအင်အားနဲ့ရတဲ့ဝေဝေကောင်းကောင်းရှိဖို့လိုတယ်အလုံးနဲ့လုံးဝဖို့ဆိုလည်းလိုတယ်လူတွေလုံးရတယ်ဘယ်သူမှမလုံးအောင်လေအစအောက်ခြေလူတန်းစားပြီးအားလုံးရက်တက်နေရမဟုတ်ဘူးလားဒီလိုရက်တက်နေရဆိုတာနိုင်ငံရေးဆောင်ခုဖြစ်နေရအရင်ခင်းနေကြအောင်လေပြောတဲ့လူတွေကြီးလိုက်တော့လေပညာမတတ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးကိုရင်းနဲ့လဲပဲရွယ်သူတွေကိုရှာမကိုစားရမယ်လိုက်လုံးမနေနဲ့သေသွားရင်ဘယ်လိုလုပ်မလဲဆိုသေသွားလဲပကြီးတို့ view မဆိုင်ဘူးဒါပေမဲ့သေဖို့တော့မတန်ဘူးဒီအချိန်မှာတော့သေဖို့တော့မတန်ဘူး view မဆိုင်ဘူးတိုးတော်ညာလဲကိုတော့ view ဖိုက်ပြီးတော့လုံးရတာပေါ့နော်ဘာလို့လဲဆိုတော့ရေရှည်လုံးဖို့ရှိတယ်အဲကြောင့်မို့လို့တချို့တွေကကိုရှာမကိုစားရမယ်ဆိုတဲ့အတွေးတွေကိုထုတ်ပါဘာလို့လဲဆိုအခုဒီအချိန်မှာပကြီးတို့လုံးနေရဆိုတာလက်ရှိပကြီးတို့အတွက်မဟုတ်နောင်သားတွေကြောက်လို့ရှိရင်ပကြီးတို့မွေးလာတဲ့သားသမီးတွေပကြီးတို့ကိုမျက်နှာမငယ်စေချင်ဘူးပြီးတော့ဒီပြည်သူဒီနိုင်ငံမှာနေရဒီရေတောက်တယ်ဒီပါလာဝင်ဖြစ်တယ်ကွာဒါပဲဖြစ်ဖြစ်ဒီနိုင်ငံမှာနေရတဲ့ကျေးဇူးတရားဆိုတော့အတိပွင့်နေပဲထိုင်စားနေလို့မရဘူးတကယ်တမ်းအရေးကြုံလာလို့ရှိရင်လုံးအောင်ဓမ္မနဲ့အတ္တမကြားထဲမှာပကြီးတို့ကတော့မှန်တဲ့ဘက်ကပဲရက်တည်မှာပဲတချို့လူတွေဂျားနေတယ်ဆိုတာလည်းမြင်တယ်ပေါ့နော်တကယ်တမ်းတော့ဒီချိန်မှာဂျားနေဆိုတာအရန်ကိုယုံဖို့ကောင်းပါတယ်လူတွေကဘယ်ဘက်မှမပါဘူးဆိုပြီးဒါကြီးကမတရားတဲ့ဘက်မှာငုတ်တုတ်ထိုင်ပြီးတော့လက်ပိုက်ကြည့်နေနိုင်တယ်ဆိုတာကကိုတိုင်းကကောင်းတဲ့လူလားဆိုတော့ကိုသိစေချင်တယ်တချို့တွေအခုချိန်ဒီဘာမှမလုပ်ပဲအဲ့လိုပြောလို့ပချို့ကပါတီဆွဲလို့ဒီလိုဘာလို့မပါဝင်ရတာလားလို့ပြောတာမဟုတ်ဒီဟာကြီးပါတီဆွဲနဲ့ဖြစ်နေတာမဟုတ်မတရားကြီးဖြစ်နေတဲ့ဟာကိုအမှန်တရားကြီးကွာလူတွေကအမှန်တရားကိုပြောလို့ရှိရင်ချစ်မြတ်နိုးတယ်ဆိုပြီးဘာလို့ပါမလာကြတာလဲပကြီးတို့ဆိုမနေနိုင်ဘူးအမှန်တိုင်းပြောရင်ညဆိုလို့ရှိရင်အိတ်လို့မရဘူးเนาะပကြီးတို့မှလည်းစီးပွားရေးတွေရှိလူမှုရေးတွေရှိရမိသားစုစောင့်ဝင်နေရေးတွေရှိရဒါပေမဲ့တခုမှအဆင်မပြေတော့ဘူးပကြီးတို့မိဘတွေလည်းကျမ်းမာရေးမကောင်းတဲ့လူတွေရှိရเนาะအခုအတိုင်းနာမှာပကြီးတို့ညလည်းကောင်းကောင်းမအိပ်ရဘူးဒါပေမဲ့ညကောင်းကောင်းမအိပ်ရလို့မိုးလင်းရင်မသွားခြင်းနဲ့စိတ်ဖြစ်လာဆိုလုံးဝမဖြစ်ဘူးပကြီးတို့မိုးလင်းတာနဲ့ပကြီးနဲ့မခရစ်ဆိုရင်အမဘယ်ချိန်ပဲဆုံးသွားလဲဒီနေ့ဒီပကြီးတို့တပြက်မှမပြတ်ဘူးနေနိုင်တဲ့လူတွေကိုလည်းအံ့ဩတယ်ဒါပေမဲ့ကိုလုံးလို့သူတို့မလုံးရလားဆိုပြီးတော့လည်းပကြီးတို့အပြစ်တင်တာမဟုတ်ဘူးဒါပေမဲ့တချို့တွေကလုံးလည်းမလုံးဘူးလုံးတဲ့လူကိုလည်းပြန်မလုံးပါနဲ့ကြောက်ရတယ်စိုးရင်ရတယ်ဘာလဲဆိုပြီးစိတ်ခွာတယ်ရောအောင်လုံးတဲ့လူတွေလည်းအများကြီးရှိတယ်နိုင်ငံရေးကိုပကြီးတို့ကိုယ်တိုင်လည်းကောင်းကောင်းနားမလဲပါဘူးဒါပေမဲ့ဒီအချိန်မှာအမှားနဲ့မှန်တော့ပကြီးတို့ကောင်းကောင်းခွဲခြားတတ်တယ်အဲကြောင့်မို့လို့ပါနေတိုင်းမှာပဲပကြီးတို့နေတိုင်းပဲ6ရက်နေက6ရက်နေကလေးကနေစတတ်တာဒီနေ့ဒီရက်မှမပြတ်ပါဘူးဟုတ်အဲ့လိုတော့မဟုတ်ပထမတော့အစည်းအရုံးဖွင့်တဲ့သွားချင်တာပေါ့နော်အားလုံးတစုလည်းသွားချင်တာဒါပေမဲ့ပကြီးတို့စပြီးတော့ဆန္ဒပြတဲ့နေ့ကစပြီးဒီ UN ရုံးရှိကိုရောက်တာပေါ့နော်ရောက်တော့ဒီကမောင်လေးညီမလေးရဲ့အကုန်လုံးကအင်အားလိုတယ်ဘာပဲဖြစ်ဖြစ်ဒီမှာအမှုပညာရှင်အများကြီးမရှိဘူးပကြီးတို့နှစ်ယောက်ပဲရှိရဘောလို့ပကြီးတို့နှစ်ယောက်ဒီမှာပဲဆက်ပြီးတော့နေဖြစ်တာပေါ့နော်နေတိုင်းလို့ပကြီးတို့ဒီမှာပဲရှိပါတယ်လို့ဟုတ်86ပေါ့နော်86လိပ်ပြလုံးခြင်းတယ်ကိုပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်ဘာလို့လဲဆိုတော့ဒါနိုင်ငံရေးပါပါတီပြိုင်နေတာလုံးဝမဟုတ်ပါဘူးမတရားကြီးအနိုင်ကျင့်ပြီးအာဏာသိမ်းခံရတာဖြစ်တဲ့အတွက်ဒါပကြီးတို့ပြည်သူတွေနဲ့ပါဝင်တဲ့နယ်ပြည်လို့ပါဝင်တာပါဒါပကြီးတို့တာဝန်ပါပဲစီရီယာမှာပါဝင်ဖို့ကအရင်အရေးကြီးပါတယ်ပကြီးတို့ပြည်သူတွေမှာဘာလန်းနဲ့မှမရှိပါဘူးဒီစီရီယာမှာပါဝင်မှသာပကြီးတို့လိုအပ်ပန်းနိုင်ကိုအမြန်ရောက်မှာပေါ့နော်အဲကြောင့်ပါဝင်ပေးတဲ့လူတွေအားလုံးကိုလည်းလေးစားပါတယ်မပါဝင်သေးရတဲ့လူတွေကလည်းပကြီးတို့မေတ္တာရက်ခံပါတယ်ထိုင်မဲရှိခိုးရပါပကြီးတို့ပါဝင်စေချင်ပါတယ်အဓိကစီရီယာအရင်အရေးကြီးပါတယ်လို့ပြောချင်ပါတယ်